ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့ဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာနော်ကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ကတော့တီတာမြန်တို့ YouTube channel ပဲဖြစ်ပါတယ်ခင်ဗျာနော်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပြီးခဲ့တဲ့ပွဲကတော့ကျွန်တော်တင်ပေးခဲ့တဲ့ခဏလေးနဲ့အောင်မြင်ကြမယ်လို့ထင်ပါတယ်ခင်ဗျာနော်အောင်မြင်ကြမယ်လို့ထင်ပါတယ်ပြီးခဲ့တဲ့ပွဲကကျွန်တော်အကိုမကြီးမောင်လေးညီမလေးတို့တင်ပေးခဲ့တာခဏကနည်းနည်းလေးပါပဲနော်38ပရိနဲ့5ပတ်တီး38ပရိနဲ့5ပတ်တီနော်5358 383 388ဒါဆိုရင်အကိုမကြီးပရိလဲကြတယ်ပတ်တီလဲကြတယ်မွေးကနန်းလဲကြတယ်ဟုတ်ကဲ့ခင်ဗျာအခုပွဲမှာလဲကျွန်တော်ကတော့အကောင်းဆုံးလေးတွေကိုစူးစမ်းထားပါတယ်အဲ့တော့အကိုမမျက်မှောင်လေးညီမလေးများအားလုံး21ရက်4လမှ2021ရက်4လမှ25ရက်4လ2025အထိတပတ်စာမွေးကနန်းကတော့100ရာခိုင်နှုန်းပတ်တီရတော့အကိုမကြီးမောင်လေးညီမလေး3ညပတ်တီ100ရာခိုင်နှုန်းပါခင်ဗျာနော်ဒီပွဲမှာပတ်တီနှလုံးရွေးပေးထားတယ်အကိုအမတွေမောင်လေးညီမလေးရက်ပြည့်မို့လို့ကျွန်တော်ပတ်တီနှလုံးရွေးပေးထားတယ်ခင်ဗျာနော်ပြီးခဲ့တဲ့ပွဲကတော့ကျွန်တော်ပတ်တီကိုတစ်လုံးပဲရွေးပေးတာနော်ပတ်တီကို9တစ်လုံးပဲရွေးပေးတာဒါဆိုရင်9-8ပတ်တီပြီးခဲ့တဲ့ပွဲကကျွန်တော်ရဲ့ပတ်တီရဒါတော့အကိုမတွေအခုပွဲမှာရက်အပြည့်ဆိုတော့ကျွန်တော်ကပတ်တီနှလုံးရွေးပေးလိုက်မှာပတ်တီဒီ3ညပတ်တီ2ပတ်တီပတ်တီကိုပတ်မဲ့အကိုမတွေမောင်လေးညီမလေးတွေအတွက်က3ညပတ်တီ2ပတ်တီပါခင်ဗျာနော်ဗရိတ်ကိုလိုက်မဲ့အကိုမတွေမောင်လေးညီမလေးတွေအတွက်က4ဗရိတ်9ဗရိတ်နော်3ညပတ်တီ2ပတ်တီ100ရာခိုင်နှုန်းဖြစ်သလို4ဗရိတ်9ဗရိတ်ကလည်း100ရာခိုင်နှုန်းမဲတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေမောင်လေးညီမလေးတွေအဲ့တော့ကျွန်တော်ရဲ့အကြိုက်ကဏ္ဍလေးကိုရွေးပေးပါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေကန်တရားနဲ့ညံများလို့မရဘူးရွေးပေးရတဲ့ကဏ္ဍကတော့အကွက်တရားထဲမှာကဏ္ဍ4ကွက်ပဲရွေးပေးရတာနော်အကွက်တရားထဲမှာကဏ္ဍ4ဘက်ကွက်ပဲရွေးပေးရတာကိုအမတွေမောင်လေးညီမလေးအကြိုက်တူမလိုက်စောအကြိုက်မတူမစောနဲ့ခင်ဗျအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများအတွက်ကိုကျွန်တော်ကကွက်တရားတွေက4ကွက်ကိုကောက်နှုတ်ပြီးကျွန်တော်ရဲ့အကြိုက်နော်ဗရိတ်ကလေးတွေနဲ့ကျွန်တော်ရှာဖွေတွေ့ရှိတဲ့ကဏ္ဍလေးကတော့3ည4 3ည9နဲ့3ည8နဲ့3ည3နဲ့ခင်ဗျာနော်3ည4 3ည9 3ည3နဲ့3ည8ဒီကဏ္ဍ4ဘက်ကတော့တစ်ခွက်ထွက်မယ်လို့ထင်တယ်ဗျာနော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများ3ညပတ်တီးကြိုက်တဲ့လူကလည်းဒီကဏ္ဍလေးကိုတင်ထိုး2ပတ်တီးကြိုက်တဲ့လူကဒီကဏ္ဍလေးကိုတင်ထိုးနော်ဗရိတ်လိုက်ချင်တဲ့100ရာခိုင်နှုန်းဗရိတ်ကတော့4ဗရိတ်9ဗရိတ်ပတ်တီးက3ညပတ်တီး2ပတ်တီးနော်ဒါကအကိုမတွေမောင်လေးညီမလေးတို့ကို21ရက်4လမှ25ရက်4လ2025အထိတပတ်စာကလေးဖြစ်ပါတယ်ခင်ဗျအဲ့တော့အကိုမတွေမောင်လေးညီမလေးကျွန်တော်ရဲ့ channel အသစ်ကလေးကိုတွေ့ရဆိုရင်လည်း subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားခြင်းအားဖြင့်ကျွန်တော်ကိုဝိုင်းပြီးတော့တယောက်တစ်ချက်စီလောက် share ပေးပါအောင်နော်ကျွန်တော်ဒါမှလူမြင်မြန်ရမှာကျွန်တော်မိသားစုဝင်တွေရှိကိုကျွန်တော် like ကိုတက်လို့ရမှာဖြစ်တယ်နော်အခုကတော့ကျွန်တော်3မိနစ်စာနဲ့ပဲအကိုမတွေမောင်လေးညီမလေးတွေတင်ပေးထားတယ်ကျွန်တော်နေလိုက်ဒီနေ့တိုင်းတင်မယ်ခင်ဗျနော်ကျွန်တော်ရဲ့မိတ်ဆွေတွေကကျွန်တော်ကို like လက်မလေးတွေပေးထားမယ်အသေးလေးတွေပေးထားမယ်နော်ကျွန်တော်ကိုတကယ်အလိုရှိတယ်ဆိုရင်ကျွန်တော်နေလိုက်ဒီလာမယ်ပွဲမှာတနင်္လာနေ့ကစပြီးတင်ပေးမှလို့တင်ပေးပါမယ်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့ live show လေးကိုနားပါပြီခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများတယောက်ချင်းစီကာယဒုက္ခစိတ်ဓာတ်ဒုက္ခ